She
။
ပမာရသောလေလျောခြင်းကြောင့်၎င်းဣဒ္ဓဒါနယခုလိုအလူဒါနတွေကိုနတ္တိယတိမပြုလုပ်ကြကုန်မပေးလူကြကုန်ဘုံညာကုသိုလ်ရဲ့အကျိုးအမြတ်တွေကိုအာကိခမာနေနလိုလားကြတောင်းတကြကုန်သောဝိဇာနတပါတိတမနုဿာနာကျိုးကြောင့်မြင်သည့်ပညာရှိတဲ့ပုဂ္ဂိုလ်တွေမှသာလေဒါနဆိုတာဒေသနာပါဠိအလားရှိသေးတဲ့အဒီဘုရားအမြတ်ဆုံးယရဏတရားအမြတ်ဆုံးယရဏသံဃာအမြတ်ဆုံးယရဏတို့ကိုတက္ကထက်ခံပညာဉာဏ်တို့ဖြင့်ဘာဝပနာမကုသိုလ်ကံစေရဏဤနေ့ဤရဲ့ဤချိန်ကသမယ၌မာနိတ္တိတာကြီးအမိသေးမြို့ကတယကကြီးရွာလူတကာလူပါပေါင်းတော်ကောင်းတွေကမိမိတို့ရဲ့ယန္တဖြစ်တဲ့ဒါနယရနာသူတော်ဘာတို့ရဲ့ယန္တဖြစ်တဲ့ဗာတိယန္တဖြစ်တဲ့သမိလယရနာသူတော်ဘာတို့ရဲ့ယန္တဖြစ်တဲ့သမိလယရနာကိုယန္တသာမင်္ဂလာစင်ရင်ပြပါရချိန်ကမိမိတို့စိတ်စင်ပါပြပြလို့ကောင်းမှုတွေကိုပြုကောင်းမှုတွေကိုကောင်းကျိုးတရားတွေကိုဒီကံလူရကြရအောင်တော့ဒါနကောင်းတဲ့ကုသိုလ်ကစေတနာတို့ကြောင့်ရစ်လေရဘဝတန္တရာကိုအာကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုရားကိုအာထုကိုကြီးခြင်းနေရအသေးသောစီစဉ်ဥက္ကဋ္ဌသမြတ်တို့ရရှိခံစားနိုင်ခြင်းယจิตာအတိသောစီစဉ်ပုဂ္ဂိုလ်ကြောင့်အာထေဝတောနတ္တသီလတုတ္တသာကပညာဟိတယောဓမ္မဝိစွာသောသူတော်ကောင်းတရားများကိုလည်းတတိတို့သည်ရောက်လွယ်နိုင်ကြအောင်သောသူတော်စင်သူမြတ်လောင်းအမျိုးကောင်းသားမျိုးကောင်းသမီးတွေဖြစ်နိုင်ကြပါစေ
ကြည့်ပါကွယ်ဘာလို့သေးလဲပြောကွယ်လူမကြီးလာမင်းလေးလေလူချင်းနဲ့နောင်နဲ့တွေ့လဲလူချင်းနဲ့နောင်တနေရဆက်ပါရမီပြည့်မဲ့လူတကာကြီးလာမင်းလေးလေလူရမယ်နောင်နဲ့တွေ့လဲလူရမယ်နောင်တနေရဆက်ထောင်းမခွဲပါလူမကြီးတည်ရှိရဲ့ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ်မောင်ရီလောင်လေးရကြည့်ရတာချက်တည်ရှိရဲ့ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ်ပြောပါတယ်လူကြည့်ပြရလို့ကွယ်ပြောပါတယ်သမီးချောင်းစီမောင်တီလူရဲ့လူရာနာကုသိုလ်ယူမဲ့ကိုလေးပြောတယ်မင်းလေးပြောတယ်တော်လေလူတကာကြီးရဲ့ကြွားရောက်တဲ့ဧည့်စီကားလို့ကြည်ပါကွယ်ဘာလို့သေးလဲပြောကွယ်လူမကြီးရဲ့လာမင်းလေးလေလူချင်းနဲ့နောင်ရတွေ့လဲလူချင်းနဲ့နောင်တနေရဆက်ပါရမီပြည့်မဲ့လူတကာကြီးရဲ့လာမင်းလေးလေလူရမယ်နောင်ရတွေ့လဲလူရမယ်နောင်တနေရဆက်ထောင်းမခွဲပါလူမကြီးရဲ့မောင်ရီလောင်လေးရကြည့်ရတာချက်တည်ရှိရဲ့ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ်မောင်ရီလောင်လေးရကြည့်ရတာချက်တည်ရှိရဲ့ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ်ပြောပါတယ်လူကြည့်ပြရလို့ကွယ်ပြောပါတယ်သမီးချောင်းစီမောင်တီလို့ရဲ့လူဒါနာကုသိုလ်ယူမဲ့ကိုလည်းပြောတယ်မင်းလည်းပြောတယ်သွားတော့ကြည့်ကပြောနေပြီရှင်မရဲ့လူဆုံးရင်တို့တူနွယ်ရှောင်းလဲပွဲစားတော့မယ်နမမင်းသားကြီးဦးဆွေရောလဲချွေလေးရချာကြည့်လိုက်စမ်းမကွယ်လေးကကွယ်နောက်ကိုင်းနေရွာမော်ရဲတွေအလားသွေးကြွယ်အလားမကင်းရဲ့တို့အလူတကာကြီးရဲ့ပြောသလားမမြင်နေတော့သားလေးကိုကြည့်လိုက်ပါမြင်မြင်ပေါ်မှာလာဆုံးပြုံးလို့ကွာသွားတော့ကြည့်ကပြောနေပြီရှင်မရဲ့လူဆုံးရင်တို့တူနွယ်ရှောင်းလဲပွဲစားတော့မယ်နမမင်းသားကြီးဦးဆွေရောလဲချွေလေးရချာကြည့်လိုက်စမ်းမကွယ်လေးကကွယ်နောက်ကိုင်းနေရွာမော်ရဲတွေအလားသွေးကြွယ်အလားမကင်းရဲ့တို့အလူတကာကြီးရဲ့ပြောသလားမ
လူတကာကြီးရဲ့စီတံပြောတဲ့တွေတောင်းတိုက်ကကြတယ်ဒါရီပေါ်ပါလေလေပေါ်သားကမြောက်ဝဲစီတံပြောတဲ့လေတောင်းတိုက်ကကြစီဒါရီခေါ်ပါလေလေပေါ်သားကမြောက်ဝဲဘာလို့ရှိသူတမီကိုနာတာသူရတဲ့လူဝကြီးမှာဘာလို့တနေလို့စိတ်ကိုကြည်လို့စိတ်ချမ်းသာစီတံပြောတဲ့လေတောင်းတိုက်ကကြစီဒါရီခေါ်ပါလေလေပေါ်သားကမြောက်ဝဲဘာလို့ရှိသူတမီကိုနာတာသူရတဲ့လူဝကြီးမှာဘာလို့တနေလို့စိတ်ကိုကြည်လို့စိတ်ချမ်းသာ
တရားသံဃာယနာမြတ်သုံးပါးတို့အားယုံကြည်ဉာဏ်တို့လက်ဆုံးမူယနာအမွေခံကုသိုလ်ဝယ်၌အားထုတ်ရသောဒါနသီလဘာဝနာကုသိုလ်ကံစေတနာပြာပြာတို့ကြောင့်အသက်ရှိခြင်းအစင်းလာခြင်းချမ်းသာကြည်ခြင်းခွန်အားကြည်ခြင်းဉာဏ်မြာကြည်ခြင်းဘောနကုအာနုဘောကြည်ခြင်းဥစွာသောကျိုးတို့တရားတို့နှင့်ပြည့်စုံကြရသည်ဖြစ်၍အိပမေဝသမိဇတုလိုသောစုတောင်းသောစုတို့နှင့်တလုံးတဝပြည့်စုံနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေ။ဘုရားဘာသာနွယ်ဝေတွေကောင်းလိုက်တာရှင်ထဲမှာပီတိဖြာဝင်ထဲမှာစင်ရှိတာလူကြီးပေးတော့မင်းတီတီဓမ္မသောကမဟာယာရရေရေရှိတောင်းနေတော့ရင်ကမောင်းကရှိတောင်းနေတော့မှာလူတော်မူချနေဒီပေါင်းကရှိတောင်းနေတော့မှာအကောကရမကြောင်းကြီးဝီရဘောမှာကိုတော်တိုင်းမတ်တရခါစင်ပြီးပူတော်ရှာလောဝရီမှာရသွေးတည်းဒီပမာကုသိုလ်ကောင်းမှုတွေရသွေးကလည်းဖြစ်နေထပေါ်လာလူတိုင်းကလေးဖြစ်တဲ့ကိုစောင်းလေးအောင်လူတိုင်းကမှလေးဖြစ်တဲ့မမြင့်မြတ်ဘုတို့ရဲ့တိမ်က
တဲ့ယဟန်တာရှင်ပြုလာတာအလိုတော်မင်္ဂလာပွဲကြီးမှာဖြင့်ကြီးရွာရဲ့တက်တည်ဆောင်ကိုလိုပဲသာသနာတော်နှစ်ကြီးမှာ2569ခုနှစ်ကြီးမှာဖြင့်အခုလိုမြတ်ဗုဒ္ဓသာသနာအမွေခံယူတဲ့ပွဲတော်ကြီးမှာအလုတကအလုမတွေရဲ့တာငယ်တပိငယ်လေးတွေဖြင့်သာသနာအမွေခံယူတဲ့ပွဲတော်ကြီးမှာကျွန်တော်တို့ကြီးရဲ့တက်တည်ဆောင်ဦးအောင်နိုင်မှအခုလိုလေးတွေပဲတားတွေသမီးတွေအတွက်တိတ်တီတင်လိုက်ပါပြီ